တင်တယောက်တည်းကိုပဲတကယ်ချစ်တဲ့ယောက်ျားကသူဒီလေးချက်ကိုရှိလိမ့်မယ်သူဒီလေးချက်ကိုရှိနေတယ်ဆိုရင်တေချာတယ်သူကတင်တယောက်တည်းကိုပဲချစ်နေတာတေချာတယ်တင်ရဲ့ချစ်သူတင်ရဲ့ယောက်ျားရောသူဒီလေးချက်ကိုရှိနေပြီလားခင်ဗျနံပါတ်1ချက်သူ့ကိုဆက်သွယ်ရတာလွယ်တယ်ဆက်သွယ်ရတာလွယ်တယ်ဆိုတာတင်ဖုန်းခေါ်တိုင်းသူကြိုင်မှာမဟုတ်ဘူးတင်စာပို့တိုင်းသူတင်ရဲ့စာကိုချက်ချင်းပြန်မှာမဟုတ်ဘူးသူအားတဲ့ချိန်မှာတင့်ကိုပြန်ပြီးတော့စာပြန်ပေးတယ်တင့်ကိုပြန်ပြီးတော့ဖုန်းခေါ်ပေးတယ်နံပါတ်2ချက် social media ပေါ်မှာတင့်ကိုမဖုံးကွယ်ထားဘူးသူ့ရဲ့ပုံကိုလည်းတင်ကတင်လို့ရတယ်တင်းရဲ့ပုံလည်းသူကတင်တယ်နံပါတ်3ချက်သူ့ရဲ့ပတ်ဝန်းကျင်မှာတင့်ကိုခေါ်သွားတယ်သူ့ရဲ့ရွှေမျိုးအတိုင်းဝိုင်းစီမှာတင့်ကိုသွားပြီးတော့ခေါ်တွေ့တယ်ပျော်ပွဲရှင်ဝဲမှာတင့်ကိုခေါ်သွားတယ်နံပါတ်4ချက်တင့်ကိုအတိမတ်ပြုတယ်ဘလို့အတိမတ်ပြုရလဲဆိုတော့တချို့က social media မှာတွားပြီးတော့တင်တဲ့သူနဲ့ချစ်သူဖြစ်နေတယ်တင်တဲ့သူနဲ့လင်မယားဖြစ်နေဆိုပြီးတော့တချို့ကတွားပြီးတင်ကြတယ်ဒီလိုတင်မှမဟုတ်ဘူးเนาะတချို့ကကိုယ့်ရဲ့မှာပတ်စံအိတ်ဒီလေးထဲမှာတင်းရဲ့ပုံလေးကိုထည့်ထားတယ်တချို့ကတင်းရဲ့ပုံလေးကိုသူ့ရဲ့မှာကားထဲမှာသူ့ရဲ့မှာအိတ်ထဲမှာသူ့ရဲ့မှာအခန်းထဲမှာထားထားတယ်အဲ့လိုဆိုရင်လည်းသူကတင်းကိုအတိမတ်ပြုတယ်လို့ခေါ်ပါတယ်ခင်ဗျတင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူဒီ၄ချက်ကိုရှိနေတယ်ဆိုရင်သူကတင်းတယောက်တည်းကိုချစ်နေတာတေချာပါတယ်ခင်ဗျတင်းချင်တဲ့အကြောင်းအရာများကိုလည်းဒီအောက်မှာရေးခဲ့လို့ရပါတယ်ခင်ဗျတင်းရဲ့အချစ်ရေးအိမ်အောင်ရေးပြဿနာဖြစ်နေလို့တင်းရဲ့အချစ်ရေးအိမ်အောင်ရေးကိုကိုလိုထိန်းချုပ်ချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်မှာယူချင်တယ်ဆိုရင်ဆေးရပစ်မှာအမြန်ဆုံးမှာယူလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်နိုင်ငံတိုင်းကိုပို့ပေးနေပါပြီခင်ဗျအားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ